ဦးဇင်းတို့ဒီနေ့ကတော့သူအမေးဖြေ9ရက်မှာ3ရက်မြောက်နေပထမဆုံး9ရက်ကတော့ဦးဇင်းတို့ဟောရင်ပြောရင်းနဲ့ပေါ့နော်မေးရင်ဖြေဟောရင်ပြောရင်းနဲ့ဦးဇင်းတို့နာကြားရင်းနဲ့ဉာဏ်ဖြစ်အောင်လုပ်တယ်အခုကတော့ကိုယ့်ရဲ့လိုအပ်ချက်တွေထပ်ဖြည့်ဖို့အတွက်ဦးဇင်းတို့အမေးဖြေ9ညပေါ့နော်ဒါပေမဲ့လည်းဦးဇင်းတို့အမေးဖြေခန္ဓာစုံသွားအောင်တရားထိုင်တဲ့လူကိုတရားအရင်ပေးထိုင်တယ်ပေါ့နော်မနေ့ကလည်းပေးထိုင်တယ်ဒီနေ့လည်းထိုင်မယ်အခုထိုင်တဲ့အခါမှာဦးဇင်းတို့တွေအုံဒီကမ္မထံယောဂီတွေပေးထားတယ်လို့ပဲမရဏနုဒ္တိကိုပဲသိခြင်းတရားကိုဆင်ခြင်ပြီးတော့ဒီညထိုင်မယ်နော်အဲ့ဒါကိုတို့တွေမိနစ်30နော်ညထိုင်မယ်ပြီးလို့ရှိရင်ဦးဇင်းတို့တွေပြန်ပြီးတော့page မှာပေါ့နော်ဝိမု ക്തി ညာနာဓမ္မတရားရိပ်သာအကြောင်း page မှာဦးဇင်းတို့ Telegram link နဲ့နော်ယောဂီတွေတရားနိုင်ဝက်နော်ထိုင်လို့ရအောင်ဦးဇင်းတို့နိုင်ဝက်လည်းရှိတယ်45မိနစ်လည်းရှိတယ်1နာရီလည်းရှိတယ်နော်နိုင်ဝက်ထိုင်လို့ရအောင်အခုပြန်တင်ပေးမယ်နောက်တစ်ခုကကျတော့ယောဂီဟောင်းနေနဲ့တရားထောက်တွေဦးဇင်းတို့ကျောင်းကိုလာလို့ရပါပြီယောဂီတစ်တွေကတော့မရသေးပါဘူးနော်ကျောင်းလာလို့ရပြီဦးဇင်းတို့ပြင်ဆင်စရာရှိတာတွေလည်းပြင်တဲ့လောက်တော့ပြင်ပြီးပြီပေါ့နော်အဲ့တော့ကျောင်းကိုစည်ရင်ပေးပါနော်ကောင်တာကိုဖုံးဆက်စည်ရင်ပေးဟုတ်ပြီလားလာလို့တော့ရပြီဒါလေးလည်းပြောချင်တာနော်အဲ့တော့ယောဂီဟောင်းဆိုတာနော်ယောဂီတဲ့အခုဝင်ထားယုံလေးနဲ့တော့လာလို့မရအောင်နော်ဟုတ်လားယောဂီဟောင်းပွဲတွေလိုက်ကျင်ထားတယ်ပြီးခဲ့တဲ့လကဦးဇင်းတို့9လပိုင်းတုန်းကနော်တို့တွေဒိဋ္ဌိဒိဋ္ဌမတ္တံနော်ဒီကမ္မထံကို15ညလိုက်ကျင့်ထားတဲ့ယောဂီဆိုရင်တော့ယောဂီဟောင်းဖြစ်သွားပြီဟုတ်ပြီလားပထမတုန်းကလည်းတို့နှစ်နဲ့ချီပြီးလိုက်ကျင့်ထားတဲ့ယောဂီတွေလည်းယောဂီဟောင်းပါပဲနော်အခုမှစဝင်တဲ့ယောဂီတွေကတော့လာလို့မရသေးဘူးဟုတ်လားနော်တေးပြောနေပြောပဲနေတဲ့သူတွေလည်းမလာနဲ့နော်ဘာလို့လဲမထိန်နိုင်လို့အဟောင်းတွေကတော့ထိန်စရာသိမလို့ကိုကနေကိုပေးထားတဲ့ကမ္မထံနဲ့ကိုနေတတ်နေတဲ့သူတွေဆိုရင်တော့အဆင်ပြေတာပေါ့နော်ဦးဇင်းတို့လည်းအများကြီးလောလောဆယ်ယောဂီတွေကိုအေးစေးတရားထိုင်ရင်နာတို့ပေါ့နော်အဲ့လိုမျိုးရှိမှဆိုလို့ခေါ်လိုက်တဲ့သဘောပဲဟုတ်ပြီအဲ့တော့ဦးဇင်းတို့တရားအာမထုတ်ခင်မေးဖြေမလုပ်ခင်ပေါ့နော်တရားပန်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်အားနမောတတ၃ညင်ရွတ်ဆို၍ရှိခိုးဥချကြောကြပါအောင်စို့နမောတတဘေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဦးဇင်းတို့လောက်ဆိုရပြီတရားစထိုင်မယ်နော်ထိုင်တဲ့အခါမှာဦးဇင်းတို့တွေသိခြင်းတရားကိုဆင်ခြင်သုံးသပ်ခြင်းမရဏနုဒ္တိနော်အဲ့ဒီကမ္မထံကိုပွားပြီးတော့ထိုင်မယ်အဲ့တော့ပထမ9ရက်မှာယောဂီတွေအနေနဲ့ဉာဏ်ပိုင်းတွေကိုသင်ပေးထားပြီးသားဆိုအဲ့ဒီဉာဏ်တွေအားကောင်းအောင်လိုအပ်ချက်ရထိုင်ပြီးတော့ကျင့်တာထိုင်နိုင်အောင်ကျင့်တာမဟုတ်ပါဘူးနော်ဉာဏ်အားကောင်းအောင်အထိုင်တဲ့ဣရိယာပုတ်နဲ့ဦးဇင်းတို့တွေလိုအပ်ချက်ရကျင့်ကြံခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဣရိယာပုတ်ကိုပြင်ပါပေါ်လာသမျှအာယုန်တွေကိုပေါ်မှာတို့တွေဘယ်ချိန်တည်မှလဲလို့မေးလိုက်တဲ့ခါကျလို့ရှင်အသေးကြဆုံးချိန်ဟာဘယ်ချိန်လဲပေါ့ကိုယ့်အကူမေးရအခုတည်မယ်ဆိုလို့ရှင်ဘယ်အာယုန်တွေဟာကိုဉာဏ်နဲ့ကိုဖြစ်အောင်လို့များများပွားရနော်ဘယ်အာယုန်တွေနောက်ကိုလိုက်ပြီးတော့ပေါ့နော်တကယ်တော့လေကိုယ့်အနေကိုဉာဏ်ဖြစ်အောင်ပွားရတာပါပဲနော်အာယုန်တစ်ခုနောက်လိုက်မယ်ဒါလုံးမှဖြစ်မယ်ဒီကိစ္စလုံးမှဖြစ်မယ်ဆိုတာမျိုးတွေပေါ့ဒါကြီးကိုစိုးရိမ်နေတယ်အကုန်မျိုးပေါ့ဖြစ်တဲ့မြအရာတွေဒီစိတ်တွေဒီရုပ်လည်းဒီလိုပဲပေါ့ဒီရုပ်ကြီးလည်းအခုတည်မယ်ဆိုရင်ဒီရုပ်ကြီးပေါ်မှာတို့တွေကဘလို့စိတ်ထားမလဲပေါ့နော်အဲ့ဒါတွေကို
ဦးဇင်းတို့လောလောဆယ်မိနစ်30နိုင်ဝက်ကိုယောဂီအသစ်တွေအနေနဲ့စပြီးတော့လေ့ကျင့်မှာပေါ့အဲ့တော့ပေးထားတဲ့ကမ္မထံကသိခြင်းတရားကိုဆင်ခြင်သုံးသက်ခြင်းနော်မေကုံမေးရမှာကဘယ်ချိန်သိမှာလဲဘယ်ချိန်သိမှာလဲလို့မေးလိုက်တဲ့အခါမှာယောဂီတွေအနေနဲ့အသေးကြဆုံးချိန်ကဘယ်ချိန်လဲပေါ့နော်ဒီထက်သေးကြတဲ့အချိန်ရှိသေးလားပေါ့အခုသိမယ်ဆိုရင်ဟိုကလုံးမဖြစ်မယ်ဟိုကိစ္စတွေဒီကိစ္စအရေးကြီးတယ်ဆိုတာတွေအဲ့ဒါတွေအားလုံးကတကယ်ကိုအရေးကြီးသေးလို့လားပေါ့နော်ဒီယုတ်ကြီးဖောက်ပြန်နေတဲ့အရာပေါ်မှာလဲဘယ်လိုစိတ်ထားမလဲပေါ့အခုသိမယ်ဆိုရင်သူ့ကိုပြင်ဖို့အခြေအနေမျိုးတောင်မရှိတော့ကိုဉာဏ်နဲ့ကိုဖြစ်မှရမှာနော်အဲ့ဒါကြောင့်မလို့မပွားပဲနဲ့မနေပါနဲ့ယောဂီအဟောင်းလဲဒီကမ္မထံကိုပဲသုံးရတာပါပဲဒါပေမဲ့ယောဂီအဟောင်းကြတော့မြင်မြင်ကရက်ကြားကြားကရက်နော်ဒိဋ္ဌိဒိဋ္ဌမတ္တန်ကြီးနဲ့ဦးဇင်းတို့တွေအရင်ဆုံးကျင့်ခိုင်းတယ်ပြီးတဲ့အခါကျလို့ရှိရင်အခုသိမယ်ဆိုလို့ရှိရင်ကြားကြားကမြင်မြင်ကပေါ်မှာဘာမှတွေ့တာစရာမရှိကြောင်းကိုဉာဏ်ဖြစ်အောင်အဲ့ဒီအာယုန်ဒီနောက်ကိုမလိုက်အောင်လိုက်เสียမလိုဘူးဆိုတဲ့အတိဉာဏ်တွေရရှိအောင်ဦးဇင်းတို့တွေကထပ်ပြီးတော့မှကျင့်ရဒီယောဂီတက်မှာပဲတခါတည်းပဲယောဂီတွေနဲ့တန်ရောစဉ်ပြည့်ရင်လေရတာပဲတရားမတရားတော့မတူဒီယောဂီတက်မှာမှဟောရင်ပြောရင်လည်းကျင့်တယ်မေးဖြေနဲ့လည်းကျင့်တယ်တရားထိုင်နဲ့လည်းကျင့်တယ်အဲ့ဒါကိုမှကိုယ်တန်ရောစဉ်တွေကမကုန်ဘူးဆိုရင်ယောဂီအဟောင်းနဲ့ကြားကြားကမြင်မြင်ကရက်အာယုံကိုအာယုံတိုင်းတိကမြတ်မှာရက်ဒိဋ္ဌိဒိဋ္ဌမတ္တန်နည်းနဲ့ဆက်ကျင့်တဲ့အခါမှာလည်းတို့ဒီပထမအဆင့်အဲ့လိုကျင့်ဒုတိယအဆင့်ကြတော့သိခြင်းတရားကိုဆင်ခြင်ရတာတူတူပါပဲဒီကမ္မထံတစ်ခုတည်းကိုလှုပ်သွားလိုက်ရင်လည်းရတာပါပဲအဲ့တော့ဣရိယာပုဂ္ဂိုလ်ဘယ်နေရာမှာကိုယ်အဆင်မပြေတာတွေရှိတယ်လဲဆိုတာကိုစီစစ်ပါကိုယ်ထိုင်မကြတာတွေတပတ်တွေတင်ထားတာတွေမျက်မှန်တွေတက်ထားတာတွေဘယ်လိုနေရာမှာအဆင်မပြေတာရှိတယ်တဏီကုံလှုပ်တွေလုံနေကြတော့စိတ်ဇောတွေများနေရင်ချိုင်လေးတွေနဲ့စိတ်ကိုဒါလေးလျှော့ထားစိတ်ကိုလျှော့ထားတယ်လျှော့ရင်လည်းဒီခန္ဓာကိုယ်ကသူ့ဘာသူအထိုင်နေကြတယ်ပြုတ်အထိုင်လေးတွေခါကြောလေးတွေကြတယ်အဲ့ဒီတိုင်းလေးထားပြန်မဆန့်နဲ့နောက်ကိုလန်နေတော့ရှေ့ကိုတွန်းကိုယ်အထိုင်ဣရိယာပုဂ္ဂိုလ်ကိုယ့်ဟာကိုယ်တေချာစီစစ်အဟောင်းတွေကတော့ထိုင်နေကြဆိုတော့ပြောကြမလို့အစ်စ်တွေအနေနဲ့တခါမှမထိုင်ဘူးကြတဲ့သူတွေအနေနဲ့အခက်အခဲရှိမှဆိုလို့ရှင်းပြတာခေါင်းကြီးငုံနေနည်းနည်းလေးမော်ထားဒီမိနစ်30အတွင်းမှာဘာမှလှုပ်ဖို့မစင်စားနဲ့ချိန်ကရင်လည်းအခုသိမယ်ဆိုရင်အဲ့ဒီလိုစိတ်ကိုနှလုံးသွင်းလိုက်တာနဲ့နော်အဲ့ဒီမှာစူးတယ်ကိုအာယုံကခြင်လို့ဖြစ်တယ်အာယုံနေနဲ့ခြင်ဆိုပြီးလာပေါ်တယ်အဲ့ဒီဟာတွေကိုဆင်ခြင်ရမှာတကယ်ကတော့စူးကနေပဲသိတာအဲ့ဒါကိုခြင်ဆိုပြီးယူပြီးသားဖြစ်တဲ့စိတ်ဆွဲတကယ်တော့ခြင်ဟုတ်ခြင်မှလည်းဟုတ်မှာအဲ့ဒါတွေကိုဉာဏ်ဖြစ်အောင်လုပ်ရမှာခုသိမယ်ဆိုရင်မလုပ်ပေါ်လာတဲ့အာယုံတွေတွေ့တာစရာအနေနဲ့လိုက်အောင်ပါလားဒီယုတ်ကြီးကိုလည်းဒီယုတ်ကြီးပုံမှာဘလို့တန်ရောစဉ်ထားခဲ့ရမယ်6ပေကောင်းသွားမယ်ထားခဲ့ရမယ်ဒီယုတ်ကြီးကိုဘာတွေများလှည့်ကြည့်ခြင်းသေးလဲအတိတ်ကရှိသေးလို့လားအခုသိနေဆိုအနာဂတ်ကရောမနက်ဖြန်ဆိုတာဟိုဟာလုံမယ်ဒီဟာလုံမယ်တွေရောလှုပ်ထားလို့ရသေးလို့လားပေါ်လာတာတွေကအတွက်ဒါစရာရှိလို့လားကြားစေလေးတွေတောင်မှအခုသိမယ်ဆိုရင်အဲ့ဒီအတန်အာယုန်တွေနောက်ကိုလိုက်ပြီးတော့သိမာလားပေါ့
တို့ရဲ့ဥတီချက်တွေတွေ့တာစရာကင်းဖို့တွေ့တာမှုကင်းဖို့အဲ့တော့ခုသိမယ်ဆိုရင်တွေ့တာစရာပါရှိတယ်ပွားရမယ်နော်မေးခွန်းမေးရဘယ်ချိန်သိမှလဲမေးတဲ့သူကမေးအခုသိမယ်ဆိုရင်အဲ့ဒီလိုမျိုးပွားတဲ့သူကပွားကိုလိုအပ်တယ်လို့စင်ကျင်ပါအဓိကကတော့အခုသိမယ်ဆိုရင်အခုဆိုတဲ့ဆုံးဖြတ်ချက်ကိုများများချလိုက်ယောဂီတွေအနေနဲ့တန်ရောစဉ်တွေဖြည်းဖြည်းချင်းပြတ်လာလိမ့်တတိထားတတိထားမေကုံမေဘယ်ချိန်တည်မှလဲဆိုရင်ပထမ9ညကသင်ပေးထားတယ်အခုတည်မယ်ဆိုရင်ဒီယုတ်ကြီးကလည်းဖောက်ပြန်တတ်တယ်သူ့သဘောတရားကြီးဘာမှလုပ်လို့မရတွေ့တာကြဘာမှမရှိဘူးရုပ်ဇာတိနဲ့ဆင်းခြင်းအာယုန်နေနောက်လိုက်တော့မယ်ဆိုရင်အာယုန်တွေကအာယုန်ပဲတွေ့တာစရာဘာရှိတယ်လို့သင်ပေးထားတဲ့အတိုင်းဆင်းခြင်းအဲ့ဒီသင်ပေးထားတဲ့ဉာဏ်တွေကိုအားကောင်းစေခြင်းလို့ဘယ်ချိန်တည်မှလဲဆိုတဲ့ကမ္မထမ်းနဲ့လေ့ကျင့်နေတာအဲ့ဒါကိုထိုင်တဲ့အချိန်နေမဟုတ်ဘူးချိန်တိုင်းတတိရတဲ့အချိန်တိုင်းဆင်ញင်သုံးသပ်ရမယ်အဲ့ဒါကယောဂီအစ်စ်ကောအဟောင်းကောဒါပဲအဟောင်းကတော့ပို့ပြီးအားကောင်းတာပေါ့တတိထားခုသိနေဆိုရင်အဲ့လိုမျိုးလေးတတိထားလိုက်တာနဲ့စိတ်မှာဘာမှမရှိတော့ဒီတိုင်းလေးတချို့အားကောင်းတဲ့သူကြတော့ဘာမှမရှိတဲ့အတိုင်းလေးတတိလေးနဲ့နေလို့ပြန်ပြီးတော့အတွေးတွေပေါ်လာရင်အာယုန်တွေနောက်လိုက်ပြီးတတိလွတ်ပြန်လိုက်ပြီးဆိုရင်ပြန်ဆင်းခြင်းသုံးသက်ကိုယ်အစဉ်ပြေတယ်လို့အဓိကတန်ရောစဉ်ကင်းဖို့လိုရင်အတန်တွေပဲပေါ်အနံ့တွေပဲပေါ်တွေးတွေပဲပေါ်အခုသိနေဆိုရင်ဘယ်ရာတွေကအရေးကြီးသေးလဲအတိတ်ကမကျေနပ်တာတွေကအရေးကြီးသေးလားမလာသေးတဲ့ရှေ့ဆက်ရမယ့်ဟာတွေအဲ့ဒါတွေအောင်မလုပ်လို့ရသေးတယ်ဖောက်ပြန်နေတဲ့ဒီယုတ်ကြီးဟာအခုသိနေဆိုရင်ပြင်လို့ကိုမရတော့လို့သိတာလေအဲ့တော့ကိုယ်စိတ်မှာတွေ့တာစရာပါရှိတယ်ဘာမှမရှိတဲ့အတိုင်းလေးတတိထားအဲ့ဒါအတွေးကင်းတယ်မတွေးတဲ့သဘောလေးမတွေးဘူးပေါ့အဲ့မတွေးတဲ့အတိုင်းလေးတတိထားမနေနိုင်လို့ရှိရင်အခုသိနေဆိုရင်မနေနိုင်နာတွေနေနိုင်နာတွေဘာလို့ချင်သေးလဲဘာမှလုပ်ခွင့်မရှိတော့တတိထားအခုသိနေဆိုရင်ဘာမှမလုပ်တတ်ရင်မေးခွန်းပဲမေးနေဘယ်ချိန်သေးမှလဲမေးအနာဂတ်ကျမှသေးမှလားအခုသေးမှလားကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချအခုသေးနေဆိုရင်ဘာတွေများစိတ်မဖြောင့်စေရလုပ်စေရလုံးဝဖြစ်မယ်ဆိုတဲ့အရာတွေဘာတွေရှိသေးလို့လဲမေးခွန်းမေးရင်းနဲ့တကယ်ကိုအ
မဖြစ်လာသေးတဲ့အရာတွေပေါ်မှာတန်ရောစဉ်တွေကင်းလာဘုမကျင်တဲ့အရာတွေပြီးသွားခဲ့တဲ့အပေါ်မကျင်တဲ့အရာတွေပေါ်မှာလည်းဘာမှလုပ်လို့မရတော့မေကုံမေးပါပွားမှများပွားမှများမေကုံမေးများပွားလေဉာဏ်ဖြစ်လေပဲဉာဏ်အားကောင်းလာလေပဲမောလာရင်စိတ်ကိုလျှော့ချိန်ကြိုင်နားလျက်စိတ်ကိုဒါလေးလျှော့ချဒီမေကုံပြန်မေးအခုတည်မယ်ဆိုရင်ဘာလုပ်ချင်သေးလဲဘာလုပ်မလဲကိုယ့်အကူမေးဘယ်ချိန်တည်မှာလဲခဏနေမှတည်မယ်ဆိုတည်ကြလို့လားမနက်ဖြန်မှတည်မယ်ဆိုတော့တည်ကြလို့လားအတည်ကြဆုံးချိန်ကဘယ်ချိန်လဲမေကုံမရမှာမပြင်းနဲ့နော်ဘာမှလည်းတွေးစရာမရှိဘူးဘာမေကုံမှလည်းမေးလို့မရဘူးဆိုရင်အတွေးမရှိတာနဲ့ဒီတိုင်းလေးပဲတတိထားအတွေးလေးကင်းနေတဲ့သဘောလေးတွေးမရှိတဲ့အနေထားလေးအဲ့ဒီတိုင်းလေးတတိထားမနေနိုင်နဲ့အတွေးတွေပြန်ပေါ်ရင်အဲ့ဒါတွေဟာရိတ်လားအကောင်လားတန်ရောစဉ်ပြတ်ဖို့လုပ်နေတာနော်မတွေးအောင်လုပ်နေတာတော့မဟုတ်ဘူးဒါပေမဲ့တန်ရောစဉ်ပြတ်ရင်အတိတ်အကြောင်းလည်းမတွေးဘူးနာဂတ်အကြောင်းလည်းမတွေးတော့တန်ရောစဉ်တွေးတာကြမရှိဘူးဆိုတော့သိရင်အတွေးတွေကအလိုလိုရက်အဲ့ဒါကတန်ရောစဉ်ပြတ်အောင်လုပ်ရင်းနဲ့ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုကမတွေးအောင်ရှောက်လုပ်နေတာမဟုတ်ဘူးအတွေးကိုလည်းရှောက်ရက်နေတာမဟုတ်ဘူးတတိထားမရဏနုဒ္ဒတိတေခြင်းတရားကိုဆင်ခြင်သုံးသက်ခြင်းဘယ်ချိန်တည်မှလဲလို့မေးခွန်းမေးပါအတေချာဆုံးအချိန်ဟာဘယ်ချိန်လဲလို့ကိုယ့်ကိုပြန်မေးပါအခုချိန်ဟာတေချာဆုံးပဲဆိုရင်အခုတည်မယ်ဆိုရင်ဖြစ်ပြီးပြက်ပြီးသွားတဲ့အတိတ်တွေကြောင့်ဆက်ပြီးအတိတ်တွေမှာဖြစ်ခဲ့တဲ့မကျေနပ်မှုတွေကျေနပ်မှုတွေအဲ့ဒါတွေအားလုံးဟာဘာများဒိဋ္ဌိရှိသေးလဲခုသိမယ်ဆိုအဲ့ဒါတွေကဘာလုပ်လို့ရသေးလဲအဲ့ဒီအတိတ်မရှိတော့တဲ့အတိတ်ကိုအရှိပြန်ယူပြီးအဲ့ဒီအစွဲတွေကြောင့်တော့နောက်ဘဝတွေနောက်ခန္ဓာတွေထက်ရဖို့ပဲရှိတယ်မရှိတော့တဲ့အနာဂတ်မလာသေးတဲ့အနာဂတ်မရှိသေးတဲ့အနာဂတ်ပေါ်မှာလုံးဝဖြစ်မယ်ဒါလေးတော့လောက်အောင်မယ်အဲ့ဒါရောတကယ်တည်အခုတည်ပြီဆိုလို့ရှိရင်အဲ့ဒါတွေရောအရေးကြီးသေးလို့လားအတိတ်ကရောအရေးကြီးသေးလို့လားလက်ရှိချိန်မှာပြစ္ဆုတ်ပံစဲစဲလေးလက်ရှိချိန်မှာဘာတွေများတွေ့တာကြရှိတယ်ဒီယုတ်ကြီးอ่ะဓာကြီးလေးပါဖောက်ပြန်တော့ရင်ခုတည်မယ်ဆိုထားခဲ့ရတော့ခုတည်နေဆိုလို့ရှိရင်ဒီယုတ်ကြီးကိုတွေ့နေအောင်မလားပြင်နေအောင်မလားတန်ရောစဉ်ဖြစ်နေအောင်မလားဖြစ်တဲ့တန်ရောစဉ်တိုင်းဟာတွေ့တာမူတိုင်းကတော့နောင်ခန္ဓာကိုဖြစ်စေတာပဲနောင်ခန္ဓာကိုရမှာပဲနောင်ခန္ဓာမလိုခြင်းရင်ပူလောင်မှုတွေထပ်မလိုခြင်းရင်
တွေ့တာစေရဘာရှိတယ်လဲအခုသိမယ်ဆိုရင်ဘာတွေကိုတွေ့တာနေဦးမှာလဲကိုမခွဲနိုင်ပါဘူးဆိုတဲ့ဆွဲပါတဲ့ဒီယုတ်ကြီးတယ်6ပေကောင်တင်ញံကုန်ထားခဲ့ရတာမှာဘာတွေများမှတ်မောစရာရှိလို့လဲအတိတ်တွေကလည်းဘာမှလုပ်လို့မရတော့အနာဂတ်ဆိုတာလည်းမလာသေးဘူးဘာမဟုတ်တဲ့အာယုံလေးတစ်ခုကြောင့်နောင်ခန္ဓာထပ်ပြီးတော့အရာခံပါလားနောင်ဒုက္ခထက်ရအောင်ထက်ရခြင်းသေးလို့လားကိုယ့်ဟာကိုဉာဏ်ဖြစ်ရမှာနော်ကိုယ့်ဟာကိုဆင်ခြင်ရမှာအဲ့တော့ကမ္မထမ်းကဘယ်ချိန်သေးမှလဲဒီချင်းတရားကိုဆင်ခြင်သုံးသပ်တတိထားတတိထားမေကိုမေးများများပွားအခုသိမယ်ဆိုရင်ဘယ်အတွေးတွေကအရေးကြီးနေသေးလို့လဲဘယ်အကြောင်းအရာတွေအောင်အရေးကြီးနေလို့လဲအကုန်ထားခဲ့ရတော့မယ့်အရာပေါ်မှာဘာတွေများတွေ့တာစရာရှိနေသေးလို့လဲတတိထားမေကုံးမေးနေရပြီနော်စင်ကျင်သုံးသပ်နေဘယ်ချိန်ဒီမှာလဲလို့မေးလိုက်တာ ਨੇ တန်ရောစင်တွေကဒီယုတ်ကြီးပေါ်မှာလည်းတွေ့စရာမရှိတိတ်နာကမှတွေ့စရာမရှိပေါ်စေအာယုံလေးတွေနောက်ကိုလည်းလိုက်လို့ရှိရင်ဘာများနှစ်တာရှိလို့လဲဒီချိန်မှာသိမယ်ဆိုရင်လိုက်ပြီးဘာလုံးမှလဲသတိထားသတိထားကိုယ့်ရဲ့ပင်တိုင်းကမ္မထမ်းတစ်ခုမမေ့နဲ့ဘာမှလုပ်စရာမရှိရင်အခုသိမယ်ဆိုရင်ဟိုဟာလှုပ်ရှင်ဒီဟာလှုပ်ရှင်နေရောရှိသေးလို့လားအဲ့ဒီလှုပ်ရှင်တဲ့စိတ်တွေကပဲနောင်ခန္ဓာကိုတစ်ခါထပ်ပြီးတော့ပေးအောင်မှာဘာမှမလှုပ်ရှင်နဲ့တော့ကိုတစ်ခုခုလှုပ်ရှင်ပြီဆိုရင်မေးခွန်းမေးလို့အခုသိမယ်ဆိုရင်ဒီယုံကြီးရဲ့ပြင်လို့မရဘူးအခုသိမယ်ဆိုတဲ့ဒီစိတ်ကိုမထည့်နိုင်သေးတဲ့အတွက်ဒီယုံကြီးပေါ်မှာဆိုတာဒီယုံကြီးရဲ့အစင်မပြေမှုကိုတန်ရောစရာမပြတ်နိုင်ဖြစ်တာအဲ့တော့ထိုင်နေချိန်မှာကြားသလောက်မေးပြီးရင်လှုပ်ရှားမှုတိုင်းမှာစားတဲ့ချိန်တောက်တဲ့ချိန်အဲ့ဒီချိန်ဒီမှာမေးအဲ့လိုမေးကုန်မေးပြီးမှဒီအားဒီကောင်းမှယောဂီဟောင်းကိုကြိုးစားလိုက်လို့ရှိရင်မြန်မှာတတိထားဘယ်ချိန်သိမှလဲထိုင်နေနဲ့ကိုယ့်ရဲ့အိန္ဒြေယနောက်ကိုလန်နေရှေ့ကိုတွန်းဆိုတာကိုယ့်ရဲ့အပေါ်ခန္ဓာကိုပဲတွန်းခိုင်းတာအောက်အခွေကြီးကိုပြင်ခိုင်းတာမဟုတ်ဘူး
ကိုဣရိယာပုတ်ကခေါင်းနေကိုလို့အစင်မပြေပြည်တယ်လို့ပြန်တဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ကမ္မထမ်းပေါ်ကိုပြန်တက်ဒါကလိုအပ်ချက်ရပြင်ရတဲ့သဘောပဲရှိတာတကယ်တော့အစကတည်းကတေးချာပြင်ဆင်ခွင့်ရှိတဲ့အချိန်မှာတေးချာပြင်ပြီးလို့ရှိရင်ပြစ်ထားလိုက်ရတော့တချို့ကြတော့အိမ်တွေကမတင်ပြန်ရအောက်ကအထိုင်ကိုပြင်ခိုင်းတာမဟုတ်နော်တတိထားဘယ်ချိန်သိမှလဲသိခြင်းတရားကိုဆင်ခြင်ပါဆင်ခြင်သုံးသပ်ပါဘယ်ချိန်သိမှလဲမေးခွန်းမေးပါဘယ်ချိန်သိမှလဲလို့မေးရင်အလိုလျောက်အဖြေရှိတယ်အခုသိမှလားခဏနေမှသိမှလားအခုသိမှလားမနက်ဖြန်မှသိမှလားဘယ်ချိန်ကသိကြလို့အခုချိန်ပဲအခုချိန်သိမယ်ဆိုလို့ရှိရင်ဘာတွေကအရေးကြီးနေသေးလို့လဲပြောမှဖြစ်မယ်လုံးမှဖြစ်မယ်မှားခဲ့တဲ့အရာတွေလုပ်ခဲ့တဲ့အရာတွေမကျေနပ်ခဲ့တဲ့အရာတွေအဲ့ဒါတွေရောဘာလို့ရသေးလဲအဲ့ဒါတွေလည်းဘာမှမဟုတ်ဖြစ်ပြီးခဲ့ပြီပြက်ပြီးခဲ့ပြီအဲ့ဒီအပေါ်မှာပြန်ပြီးတော့ဆွဲလန်းနာကမှပူလောင်ရတာဖြစ်ပြီးသွားတဲ့အရာတွေကိုပြန်ပူလောင်မနေနဲ့ပြီးသွားပြီပြန်ပေါ်လာတဲ့အာယုံတွေအရေးတွေပဲတကယ်အတိတ်မပေါ်ဘူးကိုဉာဏ်ကိုအားကောင်းသုံးသက်အဓိကကတော့ဘယ်ချိန်သိမှလဲဒါပဲမေးနေခုသိနေဆိုရင်ဘာလုပ်ဘာတွေလုပ်ချင်သေးလဲဒီယုတ်ကြီးကိုဘာမှမေးလို့မရရင်မတွေးနဲ့အဲ့မတွေးတဲ့သဘောလေးတိုင်းပဲသတိထားမတွေးတဲ့တိုင်းလေးသတိထားနေရင်လည်းအတွေးလေးတွေပေါ်လာအာယုံလေးတွေပေါ်လာတွေ့တာစရာအနေနဲ့ရှိသလားကိုဉာဏ်နဲ့ကိုသင်ပေးထားတဲ့အတိုင်းပဲကိုနိုင်တဲ့ဉာဏ်လက်နဲ့သုံးသက်သိခြင်းတရားကိုဆင်ခြင်မှဒီပေါ်မှာတန်ရောစဉ်ပြည့်ရင်သိခြင်းတရားကိုဆင်ခြင်ဒါတွေရတဲ့တကယ်မဟုတ်ဘူးအာယုံတွေရိပ်တယ်လို့သိလိုက်လို့ရှိရင်လည်းရတာပဲဒါပေမဲ့ကမ္မထမ်းတစ်ခုတော့ပိုင်နိုင်ရှိဖို့လိုတယ်ခုသိမယ်ဆိုလို့ရှိရင်သူအတိတ်တန်ရောစဉ်အနာဂတ်တန်ရောစဉ်ဒီယုတ်တန်ရောစဉ်အဲ့ဒါတွေအကုန်လုံးချက်ချင်းပြတ်ထွက်သွားဘာလို့မှမလဲမသိဘူးတချို့ကဗလာကြီးဖြစ်စိတ်မှာဘာမှမရှိအေးဘာလို့ချင်သေးလို့လဲအခုသိမယ်ဆိုဘာမှမလုပ်နဲ့ဒီတိုင်းတိုင်းလေးသတိထားဒီတိုင်းတိုင်းလေးဆိုတော့အမှအတွေးဒီကင်းဒီတိုင်းလေးအဲ့တိုင်းလေးသတိထားသတိထားအခုသိနေဆိုရင်စေကူးလို့ကိုမရတော့ဘူးနော်သေလောက်အောင်ကိုဖောက်ပြန်ပြီးတော့သိမှာအဲ့သေလောက်အောင်ဖောက်ပြန်နေတဲ့ဒီယုတ်ကြီးကိုသူ့သဘောတိုင်းပြစ်ထားလိုက်တော့တန်ရောစဉ်တွေ့မနေနဲ့တော့အခုသိမယ်ဆိုဘာသွားလုပ်လို့ရမလဲပြင်လို့မရတော့ပါဘူးဆိုသတိထားသတိထားသတိထားဘာမှလုံးစရာမရှိဘာလို့မှမသိဘာမှမလုပ်နဲ့ဒီတိုင်းတိုင်းလေးသတိထားနားလည်အောင်ပြောရတယ်အတွေးလေးမရှိဘာအတွေးမှမရှိဘူးအဲအတွေးမရှိတဲ့အတိုင်းသတိလေးထားအဲ့တိုင်းလေးနေမနေနိုင်အခုသိမယ်ဆိုရင်ဘာလုပ်ချင်သေးလို့လဲ
တရားတစ်ခုခုကြီးတွေ့လာမယ်မထင်နဲ့နော်ကိုယ်မှရှိတဲ့တွေ့တာမှုတွေယော့သွားတာအဲ့လိုယော့သွားအောင်ပယ်သွားအောင်ကျင့်တာအဲ့ဒါတရားကျင့်တယ်လို့ခေါ်တယ်တရားထိုင်ရင်ရှုမှတ်လို့ရှိရင်တစ်ခုခုတွေးကျင်နေတာအဲ့ဒါကိလေသာတွေ့တာမှုကင်းနေတဲ့နိဗ္ဗာန်ကိုတွေ့တာမှကိုနိဗ္ဗာန်လို့မသိဟောတစ်ခုခုရကျင်နေတာတရားထိုင်တစ်ခုခုတွေးကျင်နေတာအဲ့ဒါကိုတွေးကျင်ရကျင်နေတာတွေနဲ့တကယ်တရားကျင့်ရင်ဖြစ်လာတွေ့တာမှုကင်းရင်ဖြစ်လာတာနဲ့ဟာတခြားစီပဲဒေချာဆင်ခြင်းနေထိုင်မကောင်းမှဒီယုတ်ကြီးပေါ်မှာတန်ရောစင်မဖြတ်နဲ့လက်ခံပေးတာမျိုးမလုပ်နဲ့အခုအချိန်ကလေးကအောက်မှာထိုင်ပြီးတော့ထိုင်ထားတဲ့ကအောက်မှာဝေဒနာတွေတက်ဖောက်ပြန်မှုတွေတက်အဲ့ဒီဖောက်ပြန်မှုတွေပေါ့အခုသိမယ်ဆိုရင်အဲ့ဒါတွေကိုကျင်လို့မရတော့ဘာလို့ကျင်ခြင်းနဲ့ပြင်လို့မရတော့သူသဘောတိုင်းလက်ခံပေးရမယ်သူသဘောတိုင်းပဲနားလေလက်ခံပေးအဲ့တော့ပြင်လို့မရတော့ဘူးအခုသိမယ်ဆိုဘာမှလုပ်လို့မရတော့လို့ဆိုတော့အဲ့ဒီယုတ်ကြီးကိုသွားကိုမကြည့်တော့အဲ့မှာပြင်ခြင်းနဲ့စိတ်ကလေးအဲ့ဒါလေးကပြင်လို့မရတော့ဘူးဆိုတဲ့စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီးပြင်ခြင်းနဲ့စိတ်ကလေးပါပြုတ်ထွက်သွားအဲ့ဒီပြင်ခြင်းနာလေးပေါ်နေပြင်ခြင်းနာလေးကိုပြန်ရှုအခုသိမယ်ဆိုရင်ပြင်ခြင်းနာလေးကဘာလို့ရသေးလို့လဲအဲ့ဒီစိတ်အဲ့ဒီပြင်ကျင်တာလေးပေါ်လာတယ်အဲ့ဒီအတွေးလေးပေါ်လာတယ်အဲ့ဒီခံစားချက်လေးပေါ်လာတယ်ပေါ်လာတာကိုသိတယ်သိတာကစိတ်အတိခံရတဲ့ပြင်ကျင်တာလေးကအာယုံခန္ဓာ၅ပါးပဲစိတ်ရှိလက်ရှိနဲ့ပြန်ရှုရတယ်စိတ်အေးအေးလေးနဲ့အဲ့လိုစိတ်အေးအေးလေးနဲ့ပြန်ဆင်ခြင်နိုင်အောင်ထိုင်ပြီးတော့ငြိမ်ငြိမ်လေးရှုတာဆင်ခြင်ရတာစိတ်မရှိဘူးဆိုလို့ရှိရင်ဉာဏ်ဖြစ်မှာမဟုတ်ဘူးဖြည်းဖြည်းချင်းအေးဆေးဆေးဆင်ញင်တရားဖြုတ်ပြီးသွားရင်ဖြုတ်ချင်တာဆိုတာဖြုတ်အချိန်မျောတာတို့ဖြုတ်ပြီးသွားရင်ဘာလုပ်မယ်လို့ဆိုတာအဲ့ဒါအနာဂတ်ဖြစ်သွားပြီအခုသိမယ်ဆိုတဲ့စိတ်ကိုပြန်ထည့်ဘယ်ချိန်သိမှလဲအဲ့ဒီစိတ်ကိုပြန်ထည့်မေးခွန်းပြန်မေးဘယ်ချိန်သိမှလဲဆိုတော့မေးခွန်းလေးကိုမေးအခုသိမယ်ဆိုရင်ဘာတွေမျောလင့်နေသေးတာလဲဘာတွေစီစဉ်နေသေးတာလဲစီစဉ်နေတာစဉ်းစားနေတာအဲ့ဒါတွေကအာယုန်တွေလေးပြန်ရှုရမှာလေတတိထားအချိန်1မိနစ်တွင်းမှာအခုဘယ်ချိန်တည်မှလဲဆိုတော့စက်တိုက်ပွားတကယ်ကိုအခုတည်မယ်ဆိုတဲ့အခြေအနေမျိုးထိရောက်အောင်နှလုံးသွင်းပွားရင်နဲ့တကယ်ကိုဒီချင်းတရားကိုလက်ခံနိုင်တဲ့အထိရောက်လာလိမ့်ချိန်1မိနစ်ပဲကြာပါတယ်
ဦးဇင်းတို့အချိန်ပြည့်ပြီ